တို့တင်ဟာတင်းရဲ့ရင်သွေးငယ်လေးနဲ့မျက်နှာချင်းဆိုင်ထိုင်နေတယ်လို့ခဏလောက်စိတ်ကူးကြည့်ပေးပါအဲ့ဒီချိန်မှာကလေးကတင်းကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေတာအကြည့်ကိုလည်းလွှဲမသွားဘူးဘာကိုမှလည်းအာရုံမပြောင်းဘူးတင်းကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေတာပါအဲ့ဒီခါတင်းကလည်းပြန်ပြုံးပြမိမယ်လက်ကလေးပြပြီးချော့မိမယ်ပြီးရင်ငါကလေးလေးဘာတွေများတွေးနေတာပါလဲလို့လည်းစိတ်ထဲကရည်ရွံ့မိနိုင်ပါတယ်ဒီနေရာမှာအချက်တစ်ခုရှိပါတယ်မိဘအများစုကဒါကိုတာမန်ကလေးတဘာဝပဲလို့ထင်ပြီးကြော်သွားတတ်ကြတယ်ထူးခြားမှုမရှိတဲ့တာမန်ကိစ္စတစ်ခုလိုပဲမြင်ရတာပါဒါပေမဲ့တကယ်တော့တင်ထင်တာထက်အများကြီးပိုပါလေဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာ developmental psychology သုတေသနတွေအရဒီလိုစိုက်ကြည့်နေခြင်းကတာမန်ထက်ထူးခဲ့တဲ့အရာတစ်ခုဖြစ်နေနိုင်ပါတယ်ပြောရရင်ဒါဟာအင်မတန်မြင့်မားတဲ့ဉာဏ်ရည် IQ ရဲ့အစောဆုံးလက္ခဏာရပ်တွေကတစ်ခုဖြစ်နေနိုင်လို့ပါဒီဗီဒီယိုမှာတော့ကလေးငယ်တွေရဲ့ထူးခြားတဲ့အပြုအမူ9ချက်အကြောင်းကိုကျွန်တော်တို့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီအချက်တိုင်းကခိုင်မာတဲ့သုတေသနစာတမ်းတွေပေါ်အခြေခံထားတာဖြစ်တယ်လို့တင့်ကလေးရဲ့အုံနောင်ကထူးထူးခြားခြားအဆင့်အတန်းတစ်ခုထိဖွံ့ဖြိုးနေတယ်ဆိုတာကိုပြသနေတာလည်းဖြစ်နိုင်ပါတယ်ဒီဗီဒီယိုအဆုံးမှာတော့တင့်ကလေးပေါ်ထားတဲ့တင့်အမြင်ဟာတစ်မျိုးတစ်ပုံပြောင်းလဲသွားပါလိမ့်မယ်အချက်1အချိန်အကြာကြီးစူးစူးဆိုင်ဆိုင်ကြည့်နေတဲ့ချင်း visual fixation သူတို့ကအယုတ်တွေကိုကြည့်နေတာမဟုတ်ဘူးကာတွန်းတွေကိုလည်းမဟုတ်ဘူးလူတွေရဲ့မျက်နှာတွေအလင်းရောင်တွေနဲ့နံရံပေါ်ကပုံစံမျိုးစုံကိုအကြာကြီးစိုက်ကြည့်နေတာပါဒါကိုပညာရှင်တွေက visual fixation အမြင်အာရုံစူးစိုက်မှုလို့ခေါ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကသိမြင်မှုစွမ်းရည် cognitive development မြင့်မားတဲ့ကလေးငယ်တွေဟာတာမန်ကလေးတွေထက်ဒီလိုအကြာကြီးစူးစိုက်ကြည့်နိုင်စွမ်းပိုရှိတတ်ကြပါတယ်ဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာရှင်ဂျိုးဆက်ဖီကန်ကဒါကိုနှစ်ပေါင်းများစွာလေ့လာခဲ့တာပါသူ့ရဲ့သုတေသနအရကလေးငယ်ဘဝမှာတစ်ခုခုကိုဘလောက်ကြာကြာစိုက်ကြည့်နိုင်တယ်လဲဆိုတာနဲ့နောက်ပိုင်းမှာတိုင်းတာတဲ့သူတို့ရဲ့ဉာဏ်ရည်စွမ်းရည်ကြားမှာခိုင်မာတဲ့ဆက်နွယ်မှုရှိနေတာကိုတွေ့ရှိခဲ့ပါတယ်ဒါဟာဘာကြောင့်အရေးကြီးတာလဲဆိုရင်တင့်ကလေးရဲ့အုံနောက်ဟာကြည်နေုံတည်းမဟုတ်ပဲအချက်အလက်တွေကိုစီမံနေတယ်ပုံဖော်နေတယ်တင်ယူနေတာဖြစ်လို့ပါအဲ့ဒီလိုစိုက်ကြည့်နေတဲ့စက္ကန့်တိုင်းမှာအုံနောက်ရဲ့ cell ဆက်သွယ်မှု neural connections ထောင်ပေါင်းများစွာကိုအပြင်းအထန်တည်ဆောက်နေတာဖြစ်ပါတယ်သူတို့စူးစိုက်ကြည့်တာကြားလီအုံနောက်ကပူပြီးအလုံးလုံးနေတယ်အချက်2အယမ်းမြန်မြန်ညီးငွေတက်ခြင်း rapid habituation တင်ကအယုတ်အစ်စ်လေးတရုပ်ဝယ်ပေးတယ်ဆိုပါစို့သူတို့က2မိနစ်လောက်ပဲစော်တယ်ပြီးရင်ဘေးကိုလွှင့်ပစ်လိုက်တယ်စိတ်မဝင်စားတော့မိဘအများစုကဒါကိုငါကလေးကအာယုံစိုက်မှုမရှိဘူးလို့ပြဿနာတစ်ခုအနေနဲ့ထင်တတ်ကြပြီးမြဲတကယ်တော့ဒါဟာထူးခြားတဲ့လက္ခဏာပါ2018ခုနှစ်က Intelligence Journal မှာဖော်ပြခဲ့တဲ့သုတေသနတစ်ခုအရအရာဝတ္ထုတွေကိုစိတ်ဝင်စားမှုမြန်ကုန်သွားတဲ့ကလေးတွေဟာ rapid habituation အရာကိုလျင်မြန်စွာကျင့်သားရခြင်းလို့ခေါ်တဲ့အစွမ်းရှိတာဖြစ်ပါတယ်ဒီကလေးတွေဟာနောက်ပိုင်းမှာတိုင်းတာတဲ့ဉာဏ်ရည်စစ်ဆေးမှုတွေမှာတိတပိုပြီးအမှတ်ကောင်းရခဲ့ကြပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်သူတို့ကကြီးကြနေတာမဟုတ်ပါဘူးအဲ့ဒီအယုတ်စီကနေတင်ယူစရာရှိတာကိုသူတို့အုံနောက်ကအကုန်လုံးတင်ယူပြီးသွားလို့နောက်ထပ်အသစ်အစမ်းကိုအလိုရှိနေတာပါအချက်3အာယုံခံစားမှုအင်မတန်ထက်မြက်ခြင်း sensory sensitivity အတန်ကြဲကြားရင်လန့်သွားတယ်အလင်းစူးဆိုရင်မျက်မှောင်ကျုံလိုက်တယ်အထီအတွေ့ကြရင်ငိုတက်တယ်တယောက်ကတင့်ကလေးကအရန်နုလွန်းတယ်လို့ပြောပူးနိုင်တယ်လို့တင်ကိုယ်တိုင်တောင်စိုးရိမ်မိနိုင်ပါတယ်ဒါပေမဲ့ဒေါက်တာအီလိန်အဲရွန်ရဲ့သုတေသနအရအာယုံခံစားလွယ်တဲ့ကလေးတွေဟာတခြားကလေးတွေထက်တစ်စက္ကန့်အတွင်းအချက်အလက်တွေကိုပိုမိုရယူနိုင်တဲ့အာယုံကြောစနစ်ရှိနေတတ်ပါတယ်သူတို့အုံနောက်ကပင်ပန်းနေတာမဟုတ်ပဲရောက်လာတဲ့အချက်အလက် data တွေကိုအတင်းအလတ်စီမံလှုပ်ဆောင်နေရလို့ဝန်ပိနေတာပါသင်မြင်နေရတဲ့အဲ့ဒီလိုအာယုံခံစားလွယ်မှုဟာတကယ်တော့ဉာဏ်ရည်ထက်မြက်မှုရဲ့အစပဲဖြစ်ပါတယ်အချက်4လူကြီးရဲ့မျက်နှာကိုလှမ်းကင်တက်ခြင်း face exploration သင်ရဲ့လက်တွေစပင်းတွေကိုမဟုတ်ဘဲသင်မျက်နှာအထူးသဖြင့်မျက်လုံးနှာခေါင်းနဲ့ပါးစပ်ကိုလှမ်းကင်တာမျိုးပါစိတ်ပညာရှင် Andrew Meltzoff ရဲ့သုတေသနအရလူကြီးတွေရဲ့မျက်နှာသွင်းပြင်တွေကိုထပ်ခါတလဲလဲစူးစမ်းတတ်တဲ့ကလေးငယ်တွေဟာ mirror neuron system မှန်ရောင်ပြန်အာယုံကြောစနစ်ကိုအသက်သွင်းနေတာဖြစ်နိုင်ပါတယ်ဒီအာယုံကြောတွေဟာစာနာနားလည်မှု empathy ဘာသာစကားနဲ့လူမှုဆက်ဆံရေးဉာဏ်ရည်တို့ရဲ့အခြေခံအုတ်မြစ်တွေပါတင့်ကလေးကတင့်မျက်နှာကိုလှမ်းကင်တဲ့အခါသူတို့ဟာလူသားချင်းဆက်သွယ်မှုဆိုင်ရာပုံစံကွက်တစ်ခုကိုသူတို့အုံနောက်ထဲကူးယူသိမ်းဆည်းနေတာဖြစ်နိုင်ပါတယ်အချက်5အိတ်ချိန်နေပြီးပုံမနိုးကြခြင်း hyper alertness
တင့်ကလေးဟာတခြားကလေးတွေလောက်အိတ်မပျော်ဘူးလားသူတို့နိုးနေတဲ့အချိန်မှာအရန်ကိုနိုးနိုးကြားကြားရှိနေတတ်ပါတယ်မနဲ့အစောကြီး2နာရီလောက်မှာတင်ကပင်ပန်းနွမ်းနယ်နေပေမဲ့တင့်ကလေးကတော့မျက်လုံးအဝိုင်းသားနဲ့အခန်းထဲကိုလိုက်ကြည့်ပြီးလေ့လာနေတာမျိုးကြုံဘူးမှာပါကလေးကမအိပ်ပဲနိုးနေတဲ့အခါမိဘတွေကစိုးရိမ်တတ်ကြပေမဲ့သူ့ဒေသနာတွေအရညံရီမြင့်မားတဲ့ကလေးအချို့ဟာအိတ်ချိန်နည်းနည်းပဲလိုအပ်တတ်ပါတယ်ဘာလို့လဲဆိုတော့သူတို့အုံနှောက်ကနိုးနေတဲ့အချိန်မှာအချက်အလက်တွေကိုအရန်တက်ကြွစွာစီမံနေလို့ပါသူတို့ကကြီးကြနေတာမဟုတ်ဘူးဘ ഹു တုဒတွေကိုစာလောင်နေတာပါသူတို့နိုးနေတဲ့စက္ကန့်တိုင်းမှာသူတို့အုံနှောက်ကအချက်အလက်တွေကိုတောင်းဆိုနေတာဖြစ်ပါတယ် အချက်6ရည်ရွယ်ချက်ရှိအပြန်အလှန်အတန်ပြုခြင်း proto conversation အတိတ်ပဲမရှိတဲ့အတန်တွေမဟုတ်ဘဲတင့်စီကိုဦးတည်ပြီးတင့်ရဲ့တုံ့ပြန်မှုကိုစောင့်ဆိုင်ရင်အတန်ပြုတာပါနောက်တစ်ခါတင့်ကလေးအတန်ပြုတဲ့အခါတိချာကြည့်ပါသူတို့အတန်ထွက်မယ်ပြီးရင်ခဏနားမယ်တင့်မျက်နှာကိုကြည့်မယ်ပြီးရင်တင့်တုံ့ပြန်မှုကိုစောင့်မယ်ဒါကိုပညာရှင်တွေက proto conversation စကားမပြောမီအစောပိုင်းအပြန်အလှန်ဆက်သွယ်မှုလို့ခေါ်ပါတယ်ဒီလိုအပြန်အလှန်အလှည့်ကျတုံ့ပြန်တတ်တဲ့ကလေးတွေဟာဘာသာစကားဆိုင်ရာအုံနောက်အစိတ်ပိုင်းတွေကအချိန်မတိုင်းမီကြိုတင်ဖွင့်ဖြိုးနေတာဖြစ်နိုင်ပါတယ်တင့်ကလေးကအတန်ပလန်လုပ်နေတာမဟုတ်ဘဲတင့်ကိုတကယ်စကားပြောဖို့ကြိုးစားနေတာပါအချက်မျက်နှာအမူအရာတွေကိုလိုက်တူခြင်း early mimicry ဒါကအားလုံးထဲမှာအားအကောင်းဆုံးအချက်ပါမွေးကင်းစာရပ်ပိုင်းအတွင်းမှာတင်ပြုံးပြရင်သူတို့ပြန်ပြုံးပြမယ်မျက်ခုံးပင်ပြရင်သူတို့လိုက်လုပ်မယ်ရှာထုတ်ပြရင်သူတို့လိုက်ထုတ်မယ်ဒါဟာရိုးရိုးတုံ့ပြန်မှု reflex တတ်တယ်မဟုတ်ပါဘူးသူဒေသနာတွေရဒီအပြုအမူဟာလူသားအုံနောက်ရဲ့အဆင့်မြင့်ဆုံးအစိတ်ပိုင်းဖြစ်တဲ့ higher cortex ကစတင်အလုပ်လုပ်နေပြီဖြစ်ကြောင်းပြသနေတာတင့်ရင်ခွင်ထဲမှာထူးခဲ့တဲ့အရာတစ်ခုကစတင်သင်ယူနေပြီဖြစ်ပါတယ် အချက်9ချက်ကိုပြန်ချုပ်ရရင်1အမြင်အာရုံစူးစိုက်မှုအားကောင်းခြင်း2အယုတ်တွေကိုမြင်မြန်ညီးငွေ့ခြင်း3အာယုံခံစားမှုအလွန်အမင်းလွယ်ကူခြင်း4မျက်နှာများကိုလှမ်းကင်ခြင်း5အိတ်ချိန်နေပြီးပိုမူနိုးချခြင်း6ရည်ရွယ်ချက်ရှိအပြန့်အလှန်အတန်ပြုခြင်း9မျက်နှာအမူအရာများကိုအစောတလျင်လိုက်တူခြင်းအကယ်၍တင့်ကလေးကဒီထဲကအချက်3ချက်လောက်ပြသနေပြီဆိုရင်တင့်ရှိမှတင်ထူးခဲ့တဲ့ဖွံ့ဖြိုးမှုတစ်ခုဖြစ်ပေါ်နေတာပါတင်လုပ်ပေးရမှာကသူတို့ကိုပိုးမြ мян တင်ယူဖို့တွန်းအားပေးဖို့မဟုတ်ဘူးဒီရုပ်တွေအများကြီးဝယ်ပေးဖို့မဟုတ်ဘူးတင်တာဝန်ကပိုပြီးရိုးရှင်းပေမဲ့ပိုပြီးအစွမ်းထပ်ပါတယ်သူတို့နဲ့အတူရှိပေးပါတုံ့ပြန်ပေးပါသူတို့ကိုစကားပြောပေးပါသူတို့ကိုကြည့်ပေးပါဘာကြောင့်လဲဆိုတော့ဖွံ့ဖြိုးစေအုံနောက်တစ်ခုအတွက်အကောင်းဆုံးအရာဟာအယုတ်တွေမဟုတ်ဘူးနီးပညာတွေမဟုတ်ဘူးနီးပါဖြစ်တဲ့တင်ကိုယ်တိုင်ပဲဖြစ်လို့ပါဒီဗီဒီယိုကတင့်အတွက်အကျိုးရှိတယ်ဆိုရင်ကျတော့ရဲ့ The Brilliant Mind YouTube Channel လေးကို Subscribe လုပ်ထားပေးပါဦးအပတ်စဉ်တိုင်းမှာအခုလိုစိတ်ဝင်စားဖို့ကောင်းပြီးဘူးတူတာရစရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပိုကောင်းတဲ့အနာဂတ်မှာပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ